မင်္ဂလာပါ Harry Potter ပရိသတ်တွေတောင်တေချာမသိကြသေးတဲ့တည်ရင်အံ့ဩသွားမဲ့စိတ်ဝင်စားစရာအချက်၅ချက်ကိုပြောပြပေးမယ်နော်၁ Harry Potter နဲ့စာရေးဆရာ J.K. Rowling တို့ဟာမွေးနေ့တူကြပါတယ်နှစ်ယောက်လုံးရဲ့မွေးနေ့ကဇူလိုင်31ရက်နေ့ပါပဲ၂ Voldemort ဆိုတဲ့နာမည်ကပြင်သစ်ဘာသာစကား Voldemort ကနေဆင်းသက်လာတာဖြစ်ပြီးတည်ခြင်းတရားမှထွက်ပြေးခြင်း Fly of Death လို့အမည်ရပါတယ်၃Dementor ဆိုတဲ့စိတ်သက်ကြစရာဝိညာဉ်စုပ်ကောင်တွေကို J.K. Rowling ဟာသူမအမေဆုံးပါသွားတဲ့အချိန်မှာခံစားခဲ့ရတဲ့ပြင်းထန်တဲ့စိတ်သက်ကြယောဂ depression အတွေ့အကြုံပေါ်မူတည်ပြီးဖန်တီးခဲ့တာပါ၄ရိုက်ကူးရေးလုပ်နေတဲ့သက်တမ်းတစ်လျှောက်မှာ Daniel Radcliffe ဟာ Harry Potter မျက်မှန်ပေါင်း160နီးပါးနဲ့ဝန်ဒုတ်ပေါင်း80ကျော်ကိုကျိုးသွားလို့လဲလှယ်ခဲ့ရပါတယ်၅နောက်ဆုံးတစ်ချက်ကတော့နောက်ပြောင်ရတာကြိုက်တဲ့ Wesley အမွှာညီနောင် Fred နဲ့ George တို့ရဲ့မွေးနေ့ဟာ April Fool's Day April လ1ရက်နေ့ဖြစ်ပါတယ်ဒီအချက်တွေထဲမှာသင်ဘယ်နှချက်ကိုတည်ပြီးသားပြီလဲ comment မှာရေးခဲ့ပေးပါအောင်နော်ဟုတ်ကဲ့ကျွန်တော်ကဟိန်းထက်အောင်ပါခင်ဗျာ